ရမီနေလေဆိုင်နာစေတနာနဲ့ပါရမီတွဲရှင်ကရှိပါမှာဒါနသီလပါရမီအလူဆိုတာဖြစ်ပေါ်ခဲ့တာအလူဆိုတာစေတနာနေလေဆိုင်နာအလူဆိုတာပါရမီနေလေဆိုင်နာစေတနာနဲ့ပါရမီတွဲရှင်ကရှိပါမှာဒါနသီလပါရမီအလူဆိုတာဖြစ်ပေါ်ခဲ့တာတယံယောကစေရသာတတိမောင်နဲ့တူမှာချင်းခွေရင်ဝါခုတ်ရင်နဲ့အပြန်လဲခရီးမှာအလူမတ်တဲ့ဆောင်းလို့ချင်းနဲ့ကြုံတွေ့ပြန်တဲ့အခါတို့ဝတလုံးကိုလူရန်ငယ်ရနောင်ဘဝတန်တရားတော်ရင်သာနတ်ပြည်နမမြပရပြီးတဲ့နတ်သားလေးနဲ့နတ်သမီးဖြစ်လိရှာတခုပြူတဲ့ရမြက်လူမှာမန္တကြီးလေထေဝခံကြစွာအလူတကားကြီးစေတနာစိတ်တန်စွာအလူအမကြီးရာစိတ်ထက်သန်စွာသံဃာတော်ရှင်မြတ်များစွာအယုတ်လက်မြတ်မကြီးပြိတ္တထောင်တောင်းမှာကျွေးမွေးအခန့်ရင်းနဲ့တရားတရားပြေဝစွာနောက်ဘဝတန်တရားမှာတော်ရင်သာနတ်ပြည်နမမဖို့နိဗ္ဗာန်ကိုအတူပြောပြောဆံပြန်ရမှာနာနေလေဆိုင်နာအလူဆိုတာပါရမီနေလေဆိုင်နာစေတနာနဲ့ပါရမီတွဲရှင်ကရှိပါမှာဒါနသီလပါရမီအလူဆိုတာဖြစ်ပေါ်ခဲ့တာတယံယောကစေရသာတတိမောင်နဲ့တူမှာချင်းခွေရင်ဝါခုတ်ရင်နဲ့အပြန်လဲခရီးမှာအလူမတ်တဲ့ဆောင်းလို့ချင်းနဲ့ကြုံတွေ့ပြန်တဲ့အခါတို့ဝတလုံးကိုလူရန်ငယ်ရနောက်ဘဝတန်တရားတော်ရင်သာနတ်ပြည်နမမြပရပြီးတဲ့နတ်သားလေးနဲ့နတ်သမီးဖြစ်လိရှာစွာအလူတကားကြီးစေတနာစိတ်တန်စွာအလူအမကြီးတရားစိတ်ထက်တန်စွာသံဃာတော်ရှင်မြတ်များစွာအယုတ်လက်မြတ်မရွေးပြိတ္တထောင်တောင်းမှာကျွေးမွေးအခန့်ရင်းနဲ့တရားတရားပြေဝစွာနောက်ဘဝတန်တရားမှာတော်ရင်သာနတ်ပြည်နမမဖို့နိဗ္ဗာန်ကိုအတူပြောပြောဆံမြရမှာ